先也是设计。မြစ်သားစမုံပေါက်မှာပါဒီမှာလဲသုံးပြီးဟိုးမှာနည်းနည်းတော့မဟုတ်ကားတွေရောမကြည့်အောင်အိုးရေတွေကိုထွက်လို့ကြုံအောက်ထဲမှာမြေကြီးထားတဲ့အရှိန်နဲ့တလားလောက်ကတော့ဟိုင်းရစ်သားနဲ့ပြင်ဒီလမ်းကြောင်းတော့ယာယီပိတ်မှာပါရောဒီနေသားဆိုတော့လောက်နဲ့ပြင်ဆင်ရမှာအနည်းဆုံးပြင်ဆင်ရမှာတရားကတော့ထိခိုက်မှုသိမ့်မရှိပြီမဲ့ဒီပြည့်ရကြောင်းကြတော့အင်မတန်မှဟိုမှာကားကြီးဟုတ်ကားကိုဘက်ဆက်သွားလို့မရတော့ ရတော့ဘူး ကူးကြမှာတော့ခင်ဗျားတို့ထုတ်ကြည့်လဲအဲ့ဒါယူ ကားတစ်စီးဟိုမှာ လဲတော့သွားတာမဟုတ်ဘဲနဲ့အရှင်းဘလို့အဲ့ဒါကူးကြမှာတော့ စားပါလေအပေါ့လေဆိုခုနိုင်တယ်လူကူအနေများလေ မင်းတို့ဟောကတော့အချင်းမောမင်းတို့ကဘာဖြစ်တော့ကြည့်တော့ရကောင်လေးကြည့်တော့ရဒီနေ့ကအင်္ဂလိပ်လို28ရက်3လပိုင်း2025ငလင်လောက်သွားတဲ့အချိန်တွေမှာဗျာဒါလေးကတော့ကျွန်တော်မြေသားအဝင်းကြည့်ရလမ်းကြောင်းကြီးပါဗျာရှင်းအောင်ဗျာနည်းနည်းဟိုဘာရှင်းအောင်တဲ့တွေဟိုမှာကားစီဘာမှလည်းဟိုမှာကြောက်ကားစီနော်ဒီတော့ဘာမှပြစ်တယ်တော့မကြောက်ဘူးဗျာဟိုမှာသုံးမိတ်စီကတော့မြင်တဲ့အတိုင်းပဲဗျာရက်နေပြီဟိုးမှာလိုက်ထွက်ဝမ်းကုန်ဓာရီလို့ရတာတော့ထုတ်လို့ရဘူးကကိုမဲ့ပြင်တယ်ဒီလိုတော့ဘာဖြစ်ဘူးလေထုတ်ချင်တာလေနော်ထုတ်လို့ရပါတယ်အမလေးရရလေးရပါတယ်ကွာ2ယောက်လောက်ရပါတယ်လက်ရှိပြည့်ပြည့်ချောင်းကြီးကတော့မြင်တဲ့အတိုင်းမှာပဲဗျာနော်ခဏကလေးလှုပ်သွားတဲ့အချိန်တွေပါ12နာရီကျော်လောက်ကလှုပ်သွားတာကျွန်တော်တို့အဲ့လှုပ်တဲ့အချိန်တွေမှာဆိုအမြန်လဲ318ရွှေမကြီးထမင်းဆိုင်မှာကျွန်တော်တို့ကားလေးမြန်ပခတ်ထက်ရမ်းသလောက်အောင်းမရပါလေဗျာတစ်ခါမှတက်မှာတစ်ခါမှဒီလိုမျိုးမကြုံဘူးပါဘူးကျွန်တော်အသက်ဆို46နှစ်ရောက်ပါပြီဗျာအမလေးနားနည်းနည်းလေးကြလိုက်ကြတဘာဝဆောင်းတယ်ကြောက်ကြမကောင်းဘူးတဘာဝပြီးပြီမလီ我关了，我关了，这卡路建的，今天的路边的喏，关来路了。我把它关了苗的嘛，喏。哦对了现在没养这个哎，我把它里头关完了。